အပတ်မှာတော့ဓမ္မစင်ကမြန်မာ Season 3ရဲ့ရှင်ပြိုင်မှုအားအကောင်းဆုံး Grand Final ပွဲကြီးကိုမြင်တွေ့ရတော့မှာဖြစ်လို့ဆက်စောင့်မျှော်ကြည့်ရှုအားပေးကြပါဦးခင်ဗျာကဲအဲ့တော့ဈေးဘဲဥခင်းတာဘယ်မောင်လေးကိုဖြစ်မလဲဟိုဘက်ကနှကန်းဝေးစသားနဲ့လားဦးလေးတယ်လားမောင်လေးလားပြောဒါတွေက ဖာဟေးနာမည်ကလေတစ်လုံးနဲ့ကက်သက်နဲ့ကျွန်တော်နဲ့ကအရန်အေးတဲ့ယောက်ျားဆန်တဲ့မျိုးတွေမျိုးမှာနောက်ဆုံးသုံးခဲ့တာဟုတ်တယ်မလား အဲ့ယောက်ျားဆန်တဲ့မြို့မှာတော့မဆုံးဘူး အဲ့ဆိုမိန်းမဆန်တဲ့မြို့မှာ မိမဆန်တဲ့မျိုးကဘယ်မျိုးပြောပါအောင် ဟဲ့ဘာမြို့လဲမသိဘူးဒီလိုပဲဝေးထောက်တာသမီးမသိဘူးသမီးပါ ဟာခဏခဏပြောဝဝမထောက်နဲ့ တုံးပြ အားလုံးကတညီတညွတ်ထဲမဲပေးရွေးချယ်မှုအပြီးမှာတော့ချန်ပီယံလောင်းရဲ့အဖြေလွှာကျွန်တော်ရဲ့လက်ထဲကိုရောက်ရှိလို့နေပါပြီတော်ဘယ်ရီကက်ဆက် ကျွန်တော်တို့ဓမ္မစင်ကမြန်မာ Season 3ရဲ့ချန်ပီယံ ချန်ပီယံဘယ်သူလဲ ကဲလောက်ပါတော့တည်ကျင်တယ်